စံရီကပွဲကိုသူ့စိတ်ကြိုက်တံပိုးတင်ချလောက်ကစားပြီးသွေးလင်းထက်ကိုနိုင်ပြခဲ့တာပါ။ဘေးသမ ्या လုံးပဲမင်္ဂလာပါ။ Accurate Martial Sport ကနေပြန်လည်ကြိုဆိုပါရစေ။ 1 Friday Fight 126ပြန်ပွဲမှာပါဝင်ခဲ့တဲ့မြန်မာဖိုက်တာသွေးလင်းထက်နဲ့စံရီတို့ရဲ့ပွဲစဉ်မှာတော့သွေးလင်းထက်ကရှုံးနိမ့်သွားခဲ့ရပါတယ်။စံရီဟာအသက်42နှစ်ရှိနေပြီဖြစ်ပေမဲ့မယုံနိုင်လောက်အောင်စွမ်းဆောင်ရည်ကပြေဝနေတုန်းပါပဲ။သူရဲ့ခြေခံချက်တွေကသွေးလင်းထက်ကိုခါလန်ထွက်သွားစေခဲ့ပြီးပွဲတစ်လျှောက်ဖိအားပေးကစားနိုင်ခဲ့ပါတယ်။သွေးလင်းထက်ရဲ့ကစားပုံဟာဒီပွဲမှာတော့အားရစရာသိမရှိဖြစ်နေခဲ့ပါတယ်။ဒုတိယအချိန်မှာသူ့ရဲ့ပတ်တောင်ရိုက်ချက်နဲ့စံရီကို knock down ဖြစ်စေခဲ့ပြီးအမှတ်စဉ်တစ်ချိန်ရေခံလိုက်ရတာကလွယ်လို့ဘာမှသိပ်ပြီးလုံးမပြနိုင်ခဲ့ပါဘူး။ဒီနောက်ပိုင်းစံရင်ကပွဲရဲ့တံပိုးကိုသူ့လိုချင်သလိုတင်ချင်တင်ချထိန်းချုပ်သွားခဲ့ပြီးတတိယချီမှာသွေးလင်းထက်ကိုအမှတ်စဉ်တစ်ချိန်ရေတွက်ခံစီခဲ့ရပါတယ်။ဒီလိုမျိုးပွဲရဲ့တံပိုးကိုစံရင်ကအပြေးအဝထိန်းချုပ်နိုင်ခဲ့တာကသူ့နိုင်ရခြင်းရဲ့အဓိကအကြောင်းချက်တစ်ခုဖြစ်ခဲ့ပါတယ်။တံပိုးဆိုတာပွဲရဲ့အရှိန်ဟုန်ဖိအားပေးမှုနဲ့ထိုးချိမှုရဲ့စီးချက်ကိုဆိုလိုပါတယ်။ဒါကိုထိန်းချုပ်နိုင်တဲ့ဖိုက်တာဟာပွဲရဲ့စီးဆင်းမှုကိုသူ့လိုချင်တဲ့ပုံစံတိုင်းပုံဖော်နိုင်ပြီးပြန်ဘက်ကိုသူ့ရဲ့စီးချက်တွေကိုဆွဲသွင်းနိုင်ပါတယ်။စံရင်ဟာဒီပွဲမှာဒီအရှိန်ဟုန်ကိုသူ့လိုချင်သလိုတင်ချင်တင်ချလုပ်နိုင်ခဲ့ပါတယ်။စံရင်ကပွဲအစမှာတတိထားပြီးသွေးလင်းထက်ရဲ့ကစားပုံကိုစမ်းသပ်ကြည့်တဲ့ပုံစံနဲ့စတင်ခဲ့ပါတယ်။သူ့ရဲ့ခြေခံချက်တွေနဲ့အကွာဝေးထိန်းချုပ်မှုကိုအသုံးပြုပြီးသွေးလင်းထက်ရဲ့ရန်လိုတဲ့ထိုးချိမှုတွေကိုကန့်သက်ထားနိုင်ခဲ့ပါတယ်။ဒီအချိန်မှာတံပိုးကိုသိမ့်မမြင့်ပဲပြိုင်ဘက်ရဲ့အားနည်းချက်အားသာချက်တွေကိုလေ့လာရင်းတည်ငြိမ်စွာကစားနိုင်ခဲ့ပါတယ်။ဒုတိယအချိန်မှာသွေးလင်းထက်ရဲ့ပတ်တောင်ရိုက်ချက်ကြောင့်စံရင်knock downဖြစ်ခဲ့ပြီးအမှတ်စဉ်တစ်ချိန်ရေခံလိုက်ရပါတယ်။ဒါပေမဲ့စံရင်ကဒီအချိန်မှာဆစ်လှုပ်ရှားမှုဖြစ်ပေတံပိုးကိုပြန်လည်ထိန်းချုပ်ပြီးသူ့ရဲ့ဒူးထိုးချက်တွေခြေခံချက်တွေနဲ့ဖိအားပေးကစားမှုကိုတိုးမြင့်ခဲ့ပါတယ်။ဒီအချိန်မှာသွေးလင်းထက်ရဲ့အာရုံစူးစိုက်မှုနဲ့ခံနိုင်ရည်ကျဆင်းလာတာကိုစံရင်ကဖတ်မိပြီးပွဲရဲ့အရှိန်ကိုသူ့လက်ထက်ပြန်လိုက်ပါတယ်။တတိယချီမှာစံရင်ကတံပိုးကိုပုံမြင့်တင်ပြီးသွေးလင်းထက်ကိုဖိအားပေးကစားမှုနဲ့လွှမ်းမိုးခဲ့ပါတယ်။သူ့ရဲ့ခြေခံချက်တွေဒူးထိုးချက်တွေနဲ့တံပြန်ထိုးချက်မှုတွေကသွေးလင်းထက်ကိုအမှတ်စဉ်တစ်ချိန်ရေခံစေခဲ့ရပြီးပွဲရဲ့ဆုံးသက်မှာစံရင်ရဲ့လွှမ်းမိုးမှုကိုထင်ရှားစွာပြသခဲ့ပါတယ်။စံရင်ရဲ့တံပိုးထိန်းချုပ်မှုဟာသူ့ရဲ့ဝိုင်းရင်ဖိုက်တာစနစ်အတွေ့အကြုံ Fight and Ju နဲ့ပြိုင်ဘက်ရဲ့အခြေအနေကိုဖက်ရှုနိုင်တဲ့စွမ်းရည်တို့ရဲ့ပေါင်းစပ်မှုကြောင့်ဖြစ်ပေါ်လာတာပါ။ Fight and Ju ဆိုတာကတိုက်ပွဲအတွင်းဖိုက်တာတို့ရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကိုဆိုလိုပါတယ်။ဒါဟာရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ထက်စိတ်ပိုင်းဆိုင်ရာထက်မြက်မှုနဲ့ viewer ပိုင်းတွေးခေါ်နိုင်စွမ်းကိုအာရုံစိုက်တာပါ။စံရင်ဟာတံပိုးထိန်းချုပ်နိုင်မှုမှာ Fight and Ju ကအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။စံရင်လိုတံပိုးထိန်းချုပ်နိုင်ဖို့နှစ်ပေါင်းများစွာတွေ့ကြုံလိုအပ်ပါတယ်။စံရင်ဟာ1 Championship Strawweight မွေထိုင်းကမ္ဘာချန်ပီယံဟောင်းတူဖြစ်ပြီးနှစ်ပေါင်း30ကျော်မွေထိုင်းလောကမှာကစားလာခဲ့တဲ့သူပါ။ဒီအတွေ့အကြုံတွေကသူ့ကိုတံပိုးထိန်းချုပ်နိုင်တဲ့ဖိုက်တာတူဖြစ်လာစေခဲ့ပါတယ်။စံရင်ဟာသူ့ရဲ့ဖိုက်တာဘွားတစ်လျှောက်ရန်လိုတဲ့ဖိုက်တာတွေခံစစ်ပိုင်းကျွမ်းကျင်တဲ့ဖိုက်တာတွေနေစတစ်ပိုင်းကျွမ်းကျင်တဲ့ဖိုက်တာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုမတူညီတဲ့ကစားပုံတွေကိုရင်ဆိုင်ခဲ့ရတာကသူ့ရဲ့ Fight and Ju ကိုမြင့်တင်ပေးခဲ့ပြီးတံပိုးထိန်းချုပ်နိုင်မှုကိုတိုးတက်စေခဲ့ပါတယ်။စံရင်ရဲ့ဖိုက်တာဘွားမှာအောင်မြင်မှုတွေရောရှုံးနိမ့်မှုတွေရောရရှိခဲ့ပါတယ်။ဒီအတွေ့အကြုံတွေကပဲသူ့ကိုပွဲတွင်ဘယ်လိုဆုံးဖြတ်ချက်ချမလဲဘယ်အချိန်မှာတံပိုးကိုမြင့်ရမလဲဘယ်အချိန်မှာချရမလဲဆိုတာကိုသင်ယူစေခဲ့ပါတယ်။ဥပမာဒုတိယအချိန်မှာ knock down ဖြစ်စေခဲ့ပြီးတဲ့နောက်စံရင်ကဒီအခြေအနေကိုလက်ခံပြီးသူ့ရဲ့ viewer ကိုပြန်လည်ချိန်ကြီးကတံပိုးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။စံရင်လိုဖိုက်တာတရားအတွေ့အကြုံရှိတဲ့နီးပြတွေနဲ့လေ့ကျင့်အဖွဲ့တွေရဲ့ပတ်မှုကိုရရှိထားခဲ့ကြပါတယ်။ဒီနီးပြတွေကပွဲမတိုင်ခင်ပြန်ဘက်ရဲ့ကစားပုံကိုလေ့လာပြီးပွဲအတွင်းဘယ်လို viewer သုံးရမလဲဆိုတာကိုလမ်းညွှန်ပေးပါတယ်။စံရင်ရဲ့တံပိုးထိန်းချုပ်မှုမှာသူ့နီးပြအဖွဲ့ရဲ့ပတ်မှုကလည်းအရေးပါခဲ့ပါတယ်။စံရင်ရဲ့တံပိုးထိန်းချုပ်နိုင်မှုရဲ့နောက်ထပ်အဓိကအကြောင်းချက်တစ်ခုကပြန်ဘက်ရဲ့အခြေအနေကိုဖက်ရှုနိုင်တဲ့စွမ်းရည်ပါ။ဒီစွမ်းရည်ဟာပွဲအတွင်းပြန်ဘက်ရဲ့အားနည်းချက်တွေကိုသိရှိပြီးဒီအားနည်းချက်တွေကိုသုံးချနိုင်ဖို့လိုအပ်ပါတယ်။ဥပမာပြောရရင်စံရင်ဟာဒုတိယအချိန်မှာသွေးလင်းထက်ရဲ့ခံနိုင်ရည် stamina နဲ့အာရုံစူးစိုက်မှု focus ကျဆင်းလာတာကိုဖတ်မိခဲ့ပါတယ်။ဒါကြောင့်မဲဒီအချိန်မှာသူကတံပိုးကိုမြင့်တင်ပြီးဖိအားပေးကစားမှုနဲ့သွေးလင်းထက်ကိုနယ်လည်မထူအောင်ဖိအားပေးထားနိုင်ခဲ့တာပါ။တံပိုးထိန်းချုပ်မှုမှာရည်ကြီးတဲ့ချက်တစ်ခုကဘယ်အချိန်မှာတံပိုးကိုမြင့်တင်ရမလဲဘယ်အချိန်မှာ short ချမလဲဆိုတာကိုသိဖို့ပါ။စံရင်ဟာဒီချက်ကိုကျွမ်းကျင်စွာလှုပ်ဆောင်နိုင်ခဲ့ပါတယ်။စံရင်ကတံပိုးကိုတင်ချလုပ်တာကြောင့်သွေးလင်းထက်ရဲ့ရန်လိုတဲ့ကစားပုံကိုနှောက်ယှက်ပေးနိုင်ခဲ့ပါတယ်။သွေးလင်းထက်ဟာစံရင်ရဲ့စီးချက်တဲ့ကိုလိုက်ပါရင်သူ့ရဲ့ကိုယ်ပိုင်ကစားပုံကိုဆုံးရှုံးခဲ့ရပါတယ်။ညီကိုတို့ရဲ့အမြင်လေးတွေကိုလည်းပြောပြခဲ့ကြပါဦး။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။